မင်္ဂလာပါကျွန်တော်ဒီနေ့ Screen Printing ကျောင်းလေးပြောမှာပေါ့နော်ဒီမိတ်ဆက်ပေးရောဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်သူဟင်းဖြစ်ပါတယ်ကျွန်တော်ကတော့အခု one star တစ်စိတ်ဆိုင်ကိုဦးစီးနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဗျာဟုတ် Love the chase and the hunt and I set the pace when I'm running I always take what I want and I always give it 100 Screen Printing နဲ့ပတ်သက်လို့ရှိရင် advertising အလုပ်တွေပေါ့နော်အဓိကအလုပ်ပေါ့နော်အဲ့တော့ဒီရဲ့ process အကြောင်းလေးတစ်ချက်ပြပြပေးပေါ့နော်အလုပ်သွားတဲ့စနစ်လေးအကြောင်းလေးပေါ့နော်ကျွန်တော်တို့တမ်းများလေးပြောရမယ်ဆိုကျွန်တော်တို့သွားလာတော့ t-shirt တို့recycle bag တို့ကျွန်တော်တို့ဒီထီးတို့ပေါ့နော်အများကြီးတော့ခွက်တို့တော့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်သွားတဲ့ process ကတော့ဆရာကျွန်တော် production ဘိုင်းကိုလည်းဦးစားပေးတယ်ကျွန်တော် production ဘိုင်းကquality လူပြောင်းလဲကျွန်တော်မူမပြောင်းအောင်ထိန်းစနစ်ပေါ့အဓိကစနစ်ဟုတ်တယ်ဆရာဟုတ်အဲ့စနစ်ကိုကျွန်တော်ထိန်းတယ်ကျွန်တော်လုပ်သက်ကတော့3နှစ်တော့ရှိသွားပြီဆရာဟုတ်အဲ့ကြတော့ညီဒီ advertising ကြတော့ပြောမယ်ဆိုရင်ဒီအရေးတွက်ကသူကများတယ်ပေါ့နော်အဲ့ပုံစံဆိုတော့ဒီအရေးတွက်နဲ့ quality နဲ့ဟိုဒီ control လုပ်တဲ့အပိုင်းလေးပေါ့ဆိုတော့အရေးတွက်လဲထွက်ရမယ် quality ရလဲရောက်အောင်ပေါ့နော်အဲ့ပုံစံကိုညီဘယ်လို control လုပ်လဲပေါ့နော်အရေးတွက်လဲများရမယ် quality လည်းထွက်ရမယ်ဆိုကျွန်တော်ကတော့ခုလောလောဆယ်သွားတဲ့ပုံစံကတော့လူအင်အားနဲ့ကျွန်တော် PC အင်အားကိုပို့ပြီးတော့ဖြည့်လိုက်တာပေါ့ကျွန်တော်ပြီးတော့အချိန်လည်းပို့ယူတယ်ပေါ့နော်ရှားယုံနေတော့မကြည့်ပါကျွန်တော်ယုံမှာတော့7နာရီခွဲကနေ6နာရီအတွင်းကတော့ကျွန်တော်တို့ဒီရှိရဝန်ထမ်းတွေအကုန်လုံးက run နေရတယ်။အများနဲ့ run နေရမနာရအောင်ပေါ့နော်။နေ့လည်သာထမင်းစားကြတော့မနာတယ်။အဲကျတော့အရေးအတွက်များများထွက်အောင်ကျွန်တော်လူများများနဲ့ခုံများများနဲ့ကျွန်တော်အဲ့လိုတော့သွားတယ်။ quality ဘိုင်းကတော့ကျွန်တော်တို့ကကျွန်တော်ပြောသလိုခုနကပြောသလိုပဲလူပြောင်းရမူပြောင်းအောင် production ဘိုင်းအောင်ဦးစားပေးထားတယ်။ကျန်တဲ့ marketing ဘိုင်းတွေပါရနောက်မှအဲ့လိုသွားတယ်ဆရာ။စနစ်တစ်ခုတော့အခြေခံသွားတယ်ခုနကပြောဝန်ထမ်းအင်အားနဲ့ပြောမယ်အရေးအတွက်ထွက်အောင်ထိနေတော့ quality ကိုလည်းပြောမယ်ဆိုရင်ရောက်တဲ့လောက်ရောက်အောင်ဘောနော်သူ့ရဲ့ဟိုဟာတိုင်မှီအောင်လို့စီစီကို control သွားတယ်ပေါ့နော်ဟုတ်တယ်ဆရာဟုတ်တယ်နောက်တစ်ခါကျတော့ဒီဆေးရိုက်မှာကျတော့ဟာကိုတို့အရာကပြောမှဆိုရင်ဒီပေါ့ကျွမ်းကျင်မှုစကေးကိုအရန်ဥသားပေးကြတယ်ပေါ့နော်ညီရဲ့စနစ်ခွဲထားတဲ့ပုံစံမျိုးလေးပေါ့နော်ပြောမှဆိုရင်ဘောင်ကူးတာဘယ်လိုဆေးရိုက်တဲ့အဆင့်နဲ့နောက် packaging အပိုင်းပေါ့နော်အဲ့လိုမျိုးလေးဒါအကျန်းအဖြစ်ပေါ့နော်ကျွန်တော်သွားတာကတော့ဘောင်ကူးတဲ့သူကိုကျွန်တော်ကနှစ်ဦးထားတာပေါ့နော်နှစ်ဦးထားတာပေါ့ခုလောဆယ်တော့ကျွန်တော်စီမံဝန်ထမ်းတွေကမိန်းကလေးတွေပဲရှိတယ်အဲ့တော့နှစ်ဦးထားတယ်ဘောင်ကူးတာကိုအဲ့နှစ်ဦးကလည်းအတေးအထိုင်ထားတယ်သူတို့ကလည်းကျွန်တော်ထားလာတဲ့ system design သူတို့ကလည်းလိုက်နိုင်အဲ့ဒါပြီးတော့ကျွန်တော်စိတ်ရတဲ့လူဆိုနေ2ယောက်ကိုအတေးထားတယ်ပေါ့နော်တယောက်ကနေမကောင်းတာပဲဖြစ်ဖြစ်နားတာပဲဖြစ်ဖြစ်ကျွန်တော်နောက်တစ်ယောက်ကလည်းအဲ့နေနေ quality တိုင်းရအောင်ရနိုင်တယ်အဲ့လိုမျိုးကျွန်တော်တို့သွားတယ်အများနဲ့နောက်က break နောက်တစ်ယောက်ထားတာပြီဟောထားတာပဲအကူနဲ့ assistant နဲ့ဟိုပေါ့နော်ခုနက senior ပုံစံမျိုးနဲ့တော့ senior နဲ့ junior နဲ့ခွဲထားတယ်ဒါပေမဲ့ senior အဆင်မပြေနေမကောင်းလို့နားလာပဲဖြစ်ဖြစ်ကိစ္စတစ်ခုကြောင့်နားလာပဲဖြစ်ဖြစ် junior ကလည်းသူ့နေရာရအောင်ဝင်နိုင်ရမယ်အဲ့လိုမျိုး system နဲ့ပဲကျွန်တော် design ပိုင်းနေကြတော့သူကဒီ advertising ပုံစံမျိုးဖြစ်တော့ကြတော့ဘယ်လိုမျိုးသွားရလဲပေါ့နောက်တစ်ခါဒီအလုပ်တွေပါလေသူကပြရတဲ့ပုံစံမျိုးရှိရပေါ့နော်သူလိုချင်တဲ့ design ကိုပြန်ပြီးတော့ဆွဲပြရတဲ့ပုံစံမျိုးရှိရဲဒါကိုပြန်ပြီးတော့ဟိုအယောင်လည်းအရင်များလို့သိမကောင်းဘူး advertising ကိုအဲ့ဒါလေးကြတော့ဘယ်လိုစီမံခန့်ခွဲမှုပုံစံမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ကတော့အယောင်လေးဒီဇိုင်းပိုင်းနေဆို customer တွေရဲ့ diamond ရိုးရိုးပုံတွေပဲပြရပါတော့ကျွန်တော်ဒီဇိုင်းပိုင်းဆိုတော့ကျွန်တော်အစတိုင်းပြန်တော့နောက်ပိုင်း AI တွေကစ်စားလာတဲ့အချိန်မှာကျွန်တော်တို့က AI နဲ့ပဲအများဆုံးသွားတယ်ပေါ့နော်တခုခုဆိုရင် AI နဲ့ပဲကျွန်တော်တို့အသုံးချပြီးတော့သွားတယ်ဒီဇိုင်းပိုင်းမကွာတဲ့ပုံတွေကြီးတယ်အဲ့လိုလုပ်တယ်အခုဟိုဒီဇိုင်းကလည်းအဲ့လိုပဲသွားလာတယ်ဆရာကျွန်တော်တို့ကဘာလို့လဲဆိုတော့ဝန်ထမ်းကိုအများနဲ့2ယောက် break ထားတယ်senior နဲ့ junior ခွဲထားတယ် senior ကခုက senior တယောက်2ယောက်ရှိတယ် senior တယောက်ရှိတယ် junior တယောက်ရှိတယ်အဲ့ကျတော့ senior ဘက်ကနေပြီးတော့ကျွန်တော်တို့သင်ပြတဲ့အောင် junior လည်းလိုက်ပြီးလုပ်ရတယ်အဲ့ကျတော့ကျွန်တော်တို့အဲ့ system အတိုင်းပဲတယောက်ကိုကျွန်တော်ပြထားခဲ့တယ်ပထမတယောက်ကိုပြထားခဲ့တဲ့အတွက်ဒုတိယတယောက်ကလည်းလိုက်ပြီးတော့လုပ်နိုင်တယ်အဲ့တော့သူဟို bucket ပုံစံမျိုးထားပေးတယ်ဟုတ်တယ်ဗျဟုတ်တယ်နောက်တစ်ခါဒီသူက t-shirt line နဲ့မဟုတ်ဘဲနဲ့တခြား CV line ပုံစံမျိုးတွေရှိရပေါ့နော်အဲ့ဒီမှာကျတော့သူကရေသေးနဲ့ CV နဲ့ဆိုရင်ဟို chemical မတူတဲ့သဘောတရားရှိရပေါ့နော်ဆေးကျွတ်တာဆေးကွာတာခုနကပြောဆိုဆေးမချောက်တာလို့ပါလို့ရှိရပေါ့နော်အဲ့ process လေးကိုကျတော့ဒီဘယ်လိုထိမ့်သိမ့်လဲပေါ့သူကပြောမှဆိုကိုတို့ t-shirt ရိုက်တယ်ဟိုလွယ်တယ်ရေသေးနဲ့ pleasure နှစ်မျိုးပဲတောက်မယ်မျိုးကြခုနက chemical ဆေးတွေစီသေးတွေပါလာပေါ့နော်အဲ့သဘောလေးဆိုတော့အဲ့အားလေးကိုကျွန်တော်တို့စီသေးရိုက်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ကဟိုပါပေါ့ master တယ်ပေါ့နော် light 8ဆိုရိုက်တယ်ကျွန်တော်တို့အဲ့အတွက်ကိုအရင်ဆုံး cover ယူပြီးတော့မှကျွန်တော်တို့ကရိုက်တယ်ပေါ့နော်စီးဆက်တာအစပြီးတော့စကြရကျွန်တော်တို့ဟို mask သုံးတယ်ကျွန်တော် light သုံးတယ်ပေါ့နော်ကျွန်တော်ဟိုကတော့စီသေးရိုက်တာတော့နဲတယ်ဆရာကျွန်တော်ရေဆေးပဲအများဆုံးရိုက်တယ်ကျွန်တော် recycle bag တွေလည်းကျွန်တော်ရေဆေးနဲ့ရိုက်တယ်ဟုတ်တယ်ဆရာဒီရိုက်တာတွေ့တယ်နော်ညီရိုက်တာတွေ့တယ်ညီရထီရိုက်တာကျတော့စီသေးသုံးလားရေသေးသုံးပြက်လားကျွန်တော်အရင်စရိုက်တော့စီသေးသုံးတယ်ဒါပေမဲ့ခုလောလောဆယ်တော့ရေဆေး rubber ဆေးပဲအများဆုံးသုံးတယ်သူကလွယ်တာပေါ့ကျွန်တော်နော်ဆေးရလာရောကျွန်တော်တို့ဆေးရလည်းကျွန်တော်တို့ဟို
ကြာရှည်ခံတယ်ဗျခုနောက်ပိုင်း rubber zero ရ rubber zero ဆိုကြာရှည်ခံတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် အဲ့ဒါတော့ OCD ပဲသုံးတာပေါ့နော် မဟုတ်ဘူးဆရာကျွန်တော်တို့ ready made ready made ပါယူပေါ့ ဟုတ်တယ်ဆရာဟုတ် ready for you ဟုတ်တယ်ဆရာဟုတ် အဲ့ပုံစံလေးသုံးတယ်ပေါ့နော်အော်နောက်တစ်ခုက PDF နဲ့ submission တွေမှာကကြောင်ညာလုပ်ငန်းမှာသုံးတယ်ပေါ့ဒီလိုကြတော့အဲ့ PDF နဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောမလဲsecondary ဒီ advertising လုပ်ငန်းဘယ်လောက်ထိကျေပြတ်မယ်လို့ထင်လဲ PDF ကဘယ်လောက်ထိအခြေအနေတစ်ခုဒီမပါဝင်မဖြစ်ပေါ့ advertising လုပ်ငန်းမှာအဲ့ဒါလေးအကြောင်း PDF ရဲ့ပါဝင်မှုပေါ့နော်အဲ့ဒါလေးကိုလည်းပြပြအဲ့အပိုင်းပြမှာဆိုကျွန်တော်နှစ်ခုခွဲလို့ပြောလို့ရတယ်နော်ပထမတစ်ခုကတော့ကျွန်တော်တို့ဟို DDF ကလည်းမရှိမဖြစ်ပဲပြီးတော့နောက်တစ်ခုကလည်း secondary ကလည်းမရှိမဖြစ်ပဲနှစ်ခုစလုံးရဲ့အားလာချက်အားနည်းချက်ကလည်းရှိတယ်အဲ့မှာပထမတစ်ပိုင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ကြောင်ညာ line မှာဆိုရင်ကျွန်တော်တို့ကဟို site အကြီးတွေပေါ့နော်တကယ်လို့ DDF မှာ site အကြီးရလို့ကျွန်တော်ပူတယ်ကျွန်တော်ပူတယ်ဆိုတော့ဝယ်ရတဲ့လူတွေပူတယ်ပေါ့နော်ဝယ်ရတဲ့ပူတယ်ကျွန်တော်ကုန်ကြစိတ်ကော့อ่ะပူပြီးများတယ်ကျွန်တော်ရဲရတာတော့လွယ်တယ် customer တော့ကုန်ကြစိတ်ပူများတယ်ပြီးတော့ဝယ်ရတာပူတယ်အဲ့ဒါတော့ DDF ရဲ့အားနည်းချက်ပေါ့နော်အဲ့မှာကျွန်တော်တို့ DDF ရဲ့အားသာချက်ကကျွန်တော်အကြောင်းလေးအစုံရတယ်နော်အကြောင်းလေးအစုံကျွန်တော်တို့ရိုက်လို့ရတယ်ရိုက်ရတာလွယ်ကူတယ်ထောက်ရတယ်လွယ်ကူတယ်မြန်တယ်ပေါ့နော်အဲ့အတွက်ပဲဘိုင်းနေရာမှာအသုံးပြုလဲဆိုတော့ကျွန်တော် logo တွေရိုက်တဲ့နေရာမှာအသုံးပြုတယ်စေးရိုက်နေဆိုရင်ကိုတို့6ပေါင်9ပေါင်လောက်ရိုက်ရမှာဟုတ်တယ်ဆိုတော့ hub တုံးနေတဲ့ပိုင်းလဲပါလာလိမ့်မယ်အဲ့ကြတော့ဘေးရဲ့အကြောင်းလေးလည်းပါမှာပေါ့အဲ့ချိန်ကျရင်ကျွန်တော်တို့ကတော့ DDF ကိုပဲအများဆုံးသုံးတယ်ပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒါကြတော့ဘယ်လိုပြော course ရလဲတက်တာတော်နေတယ်လို့ထင်တယ်ဗောနော်အဲ့ဘိုင်းလေးပေါ့အဲ့ဒီဟာကကြတော့ DDF ရဲ့အရေးပါမှုကမဖြစ်မနေဘူးနော် commercial ဘယ်လောက်ထိအရေးပါမှုရှိလဲအဲ့ဒီဘိုင်းသူက commercial လုပ်ပြီးဆိုရင် DDF ကမဖြစ်မနေသုံးရမယ့်ရာခိုင်နှုန်းဘယ်လောက်ထိရှိလဲတော့ရာခိုင်နှုန်းအမြင့်ပြောမယ်ဆိုတော့ကျွန်တော်က screen print သမားဆိုတော့ DDF ကိုကျွန်တော်က 40% လောက်ပဲကျွန်တော်ဘက်ကတော့မြင်တယ်ပေါ့နော်ကျွန်တော် local brand သမားလည်းမဟုတ် brand သမားလည်းမဟုတ်တဲ့အတွက်ကျွန်တော်က screen print ဆိုကျွန်တော်က CX ကိုပဲနည်းနည်းလေးပို့ပြီးတော့ကြိုက်တယ်ပို့ပြီးတော့လည်း quality အားတာတယ်လက်နဲ့ဆွဲရတာဘာလို့လဲဆိုတော့ကျွန်တော် quality ဘိုင်းမှာလည်းကျွန်တော်အဲ့ဒါကိုပို့ပြီးကြိုက်တယ်ဖြစ်တဲ့အတွက်လေကျွန်တော်ခုနပြောတဲ့လဲရတာလက်ဝင်မဲ့ဟာပဲကျွန်တော်တို့ logo ရိုက်မယ်ဆိုလို့ချင်း2အောင်3အောင်ထပ်လို့ချင်းကျွန်တော်က logo design မှာ2အောင်3အောင်ထပ်လို့ချင်းစေးတွေကလည်းပြန့်သွားတာတွေကျွန်တော်တို့စေးအယောင်တွေပါလေထပ်ဖို့ခတ်တာတွေအားတွေအချိန်ပေးရတယ်ရှိတယ်ကျွန်တော်တို့ကရည်ရွယ်များသွားရင်အဆင်မပြေတော့ဘူးเนาะအဲ့ကြတော့ကျွန်တော်တို့အဲ့အတွက်ကို DDF ကိုပဲ DDF ကိုသုံးတယ်သုံးလိုက်တာပေါ့เนาะအဲ့ဒါ DDF ရဲ့အားတက်ချက်ပေါ့เนาะ DDF အားနည်းချက်ကခုနအစောကပြောခဲ့သလိုပဲကျွန်တော်တို့ဟိုကြာရှည်မခံတာတို့ကျွန်တော်တို့ဝေးရတာပူတာတို့ cost တွေပူများတာတို့အားရရှိသွားတယ်ဗျဟုတ်ဒီလိုရင်တော့ DDF နဲ့တွဲတုံးရတယ်တော်တရားရှိတယ်နော်အဲ submission ကြတော့သုံးတာပေါ့နော် submission ကြတော့ကျွန်တော်တို့သုံးတယ်ဗျ commercial မှာဆိုခုနလို DDF လောက်လဲဈေးမကြီးချင်ဘူးလက်ရိုက်ထဲလဲအကလာအများကြီးလိုချင်လာပြီဆိုကျွန်တော် submission ထဲလဲကျွန်တော်တို့ color အများကြီးလိုချင်လာပြီအရောင်လဲကျွန်တော်အရောင်အနုတွေပေါ့ဆိုလို့ကျွန်တော်တို့ကအဖြူတို့ဝါနုတို့ဟုတ်တယ်ဆရာအဲ့ကြလို့ကျွန်တော်တို့ sublimation ကိုအသုံးပြုလာကျွန်တော်တို့ခုနခွက်ရိုက်တဲ့အချိန်မှာလဲ sublimation ကိုအသုံးပြုလာဟုတ် sublimation ကလည်းကျေပြန့်မှုကလည်းကျွန်တော်တို့ဟို2000ကျော်လောက်ကလေးကကျွန်တော်တို့ခက်စားလာတဲ့အခုချိန်ဒီပဲကျွန်တော်တို့ခေါင်းတွေတို့နာရီတွေတို့ကြောက်ပြားတွေတို့အဲ့ပေါ်တွေမှာလည်း sublimation ကအရေးပါတော့မယ်အရင်တော့ဟိုဟာရှိရပေါ့နော်ဒီကိုတို့ print ထုတ်ပြီးတော့စက်ကူပေါ်မှာလေဓာတ် paper တို့ white paper light paper တို့အကောင့်တွေကြတော့ဟိုက3လေးလားဟိုကတော့မသုံးတော့အဲ့ကောင်တွေကတော့ DDF တွေကအဲ့ကောင်တွေကအများကြီးအားသာလာပြီဆိုအဲ့ကောင်အင်းညမဲပေါ့ဆို DDF နဲ့ဖိမယ်အယောင်နုဆိုရင်ပေါ့နော်အဖြူတို့ဝါနုတို့ပြာနုဆိုရင်တော့ sublimation သုံးမယ်ပေါ့နော်အဲ့ပေါ့ဟိုဘောလုံးအင်ကြီးတွေပါရိုက်လာပေါ့နော်ဘောလုံးအင်ကြီးတွေရိုက်တယ်ဆရာဟုတ်ဘောလုံးအင်ကြီးကလည်းပြောမှဆိုဈေးကွက်တစ်ခုရှိတယ်ဆရာရှိရဆိုတော့ तू ကပြောမှဆိုရင်နိုင်လွန် polyester ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့ပုံမှာဆေးသုံးပြုမှုကပြောမှဆိုရင်ရိုးချီပေါ်နဲ့မတူဘူးပေါ့နော်တူဆရာအဲ့အဲ့ညရဲ့အမြင်လေးတစ်ချက်ပြပြကျွန်တော်ကတော့ဘောလုံးအင်ကြီးတွေအများစုကျွန်တော်ခုနကျွန်တော်အသုံးများတော့ ready for you အဲ့ဟိုပါပေါ့ Urea rubber တွေပေါ့အဖာယူတွေပဲကျွန်တော်အများဆုံးသုံးတယ်ဟုတ်တယ်အကောင်တွေက quality အားဖြင့်တော့ကျွန်တော်တို့ခုOCD ထက်ပို့ပြီးတော့ကောင်းတယ်ပေါ့ဟုတ်တယ်ရောင်ပြန်လည်းကောင်းတယ်ဟုတ်တယ်ဟိုဆေးဆွဲရလည်းပို့ပြီးတော့ OCD ထက်ကောင်းတယ်ဗျဘောင်တစ်ခုအားနေချက်ကတော့ဒီမှာဘောင်မြန်ပိတ်တယ်ကျွန်တော်ရေးဆေးဆွဲတယ်အကောင်ကဘောင်ကဟိုကျွန်တော်တို့ OCD ထက်ပို့ပြီးတော့မြန်နဲ့ပိတ်တာတော့အဲ့တခုအဲ့အားနေချက်တော့တစ်ခုတော့ရှိတယ်အဲ့တော့ reducer ထက်တဲ့သုံးတယ်ထက်တဲ့သုံးတယ်ဗျဟုတ်ထက်သုံးတယ်ပေါ့နော်သူက FIU နဲ့ reducer နဲ့ကတော့တွဲသုံးတဲ့သဘောတရားရှိတော့ဟုတ်တယ်ဆရာပြောမှဆိုဘောင်ပိတ်ဖို့အတွက်ဆိုရင်အဲ့ကောင်တော့သုံးရမှာဟုတ်တယ်ဆရာဟုတ်ကဲ့ဗျဟုတ်အဲ့တော့ညာ OCD လည်းသုံးတယ်ဒီတကယ်လိုအပ်တဲ့ဟာမျိုးကြီး FIU လည်းတွဲသုံးတယ်ပုံစံမျိုးပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုကျွန်တော်တို့ကနေရာထားတော့တာပေါ့နော်ကျွန်တော်တို့ color အဲ့လိုအပြင်အားလည်းကောင်းအောင်လုပ်ခြင်းတယ် quality ကိုလည်း customer လည်းဈေးပေးတယ်ဆိုတော့ကျွန်တော်တို့အဝါပဲပို့သုံးတာပေါ့နော်အဲ့ ready for you FIU ကိုပဲကျွန်တော်တို့ပို့သုံးတာဟုတ်တယ်ဘောလုံးကြီးညာကြတော့ဟိုမေးကြတယ်ပေါ့နော်ဘောလုံးကြီးညာပဲဆေးနဲ့ရရမယ်ဘယ်လိုမျိုးနဲ့ရရမှာအဓိကဆေးကျွတ်တယ်ပေါ့နော်ပြောရင်တော့ polyester မျိုးတွေဆိုဒီကြတော့ဘောလုံးကြီးရိုက်မယ်ဆိုတော့ဘယ်လိုမျိုးဆေးမျိုးစားတွေသုံးလဲပေါ့နော်ကျွန်တော်တို့ Royal rubber ဆေးကိုအများဆုံးသုံးနေဆရာဟုတ်အဲ့ဒါရေကျွန်တော်တို့ခုအဖြူတွေဆိုတော့ sublimation ကိုအများဆုံးသုံးတယ်အဲ့ polyester nylon တွေဆိုတော့နော်ဟုတ်တကယ်လို့အဲ့ဒါမဟုတ်ဘဲကျွန်တော်တို့ player version တို့ fan version တို့ဆိုရှိသေးတယ်player version တို့ပါဆိုရင်ကျွန်တော်တို့
ခုန Royal Rubber ဈေးပေါင်းနဲ့ရိုက်ပြီးတယ်သူကလည်းပစ္စည်း quality ကလည်းအကောင်းဆိုတော့ကျွန်တော်ဆေးကလည်း quality ကောင်းတာလေးသုံးပြီး ဘာစိတ်သုံးတယ်ယူရီးယားဆေးတယ် ယူရီးယားအခုလောလောဆယ်ကတော့ကျွန်တော်ခြာရပုံသုံးတယ် ဟောချာပေါ့စိတ်ရောင်လေးနဲ့ဟာ ဟုတ်တယ်ဆရာဟုတ်တယ်ခြာရပုံသုံးတယ် ခမန်းကြီးပေါ့ဈေးဘယ်လောက်ရှိရော1 kg တူ 6000 6000ကျော်မယ် ကျော်ပါ အကောင်ကျတော့ ရှိပြီ ဆိုတော့နောက်ကနံပါတ်တီကြရင်သူကနံပါတ်နှလုံးเนาะသူက30ဆိုကြပါဆိုအဲ့မျိုးဆိုရင်ဘယ်နှစ်ထဲလောက်ထွက်မလဲအထက်900လောက်ထွက်လာထဲ1000ကြားလောက်ထွက်လာ900 1000ကြားလောက်ထွက် 1 kg ကိုပြော1 kg ဆိုရင်အဲ့လောက်ထိတော့မထွက်ဘူး900လောက်ထိတော့မထွက်ဘူးဆရာလုံးလုံးထွက်ရင်ကျွန်တော်တို့နှစ်ကုတ်သုံးကုတ်လည်းကုတ်တာလည်းပါတယ်ဟုတ်အဲ့တော့ကျွန်တော်လုံးထွက်လို့ရှိရင်ကျွန်တော်တို့300နဲ့400နဲ့ကြားလာပါပါဟုတ်တယ်ဆရာဟုတ် ဒီအထည်တွေအဲ့လိုမျိုး FIU ဆေးတွေကြတော့အဲ့လိုဟိုပေါ့အဲ့ဒါပြန်လာတာမျိုးတွေအဲ့လိုမျိုးရှိလာပေါ့နော် FIU ဆေးမှာတော့အဲ့ဒါပြန်လာတာမျိုးတွေရှိဘူးတယ်အဲ့တော့ကျွန်တော်လုပ်ငန်းစတဲ့အချိန်မှာပေါ့ဘာအဲ့ဒါလုံးဆိုတော့ကျွန်တော်တို့ဆေးရဲ့အဲ့ဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒိတ်လွန်တဲ့အဲ့ဒါပေါ့ကျွန်တော်ဆေးကိုပစ္စည်းကိုဝယ်တဲ့အချိန်မှာဆေးကဒိတ်လွန်နေတာဆေးကိုတွားပြီးကျွန်တော်တို့အသုံးပြုမိတယ်အသုံးပြုရတဲ့အချိန်မှာအဲ့ဒါကိုကျွန်တော်တို့ ကောင်းနေရလဲပြောမှဆိုရင်သူကအနက်ဟိုပေါ့နော်ပြောမှရေပေါ့ပြောမှဆိုငါတို့ဟိုဟာဒါရေနဲ့ရိုးရိုးသုံးရတဲ့သဘောတရားရှိတော့သူကရေမတန့်လို့ရှိရင်အဲ့ဆေးရဲ့အနက်နဲ့ပုတ်စွန်နေ ပုတ်စွန်နေတယ်အမိုးလေးတက်တယ်ဆရာဟုတ်တယ် အကောင်ကပြောမှအဲ့ဆေးတွေသုံးနေဆိုရင်အဲ့လိုမျိုးဖြစ်တတ်တဲ့သဘောတရားရှိ ရှိတယ်ဗျအဲ့မှာကျွန်တော်တို့ဘာအဲ့ခုနဆေးအနက်ဆိုတာဘိုင်နာနဲ့လဲဘိုင်နာမကောင်းတာတွေသုံးနေဆိုရင်လည်းကျွန်တော်တို့ရှိတယ်အဲ့တော့ရေမတန့် original FIU သုံးရင်ဘိုင်နာတွေသုံးတယ်ပေါ့အဲ့လိုလား original FIU မှာတော့ဘိုင်နာနဲ့တွဲမသုံးကျွန်တော်တို့ဟို OC နဲ့သုံးနေဆိုရင်စီးတွေပိုင်းနဲ့လဲဆိုရဘိုင်နာနဲ့လဲဆိုင်တယ် ဘိုင်နာနဲ့ဆိုင် ဟုတ်တယ်ဟုတ်ကဲ့ဗျ ဘောလုံးထည်တွေကခုနကရှိကနာမည်တွေပေါ့နော်နာမည်ဆိုရဆိုကိုတို့ဟိုပါအထည်20ရိုက်တယ်ဆိုတော့နာမည်တစ်မျိုးစီဖြစ်တယ်ပေါ့နော်အဲ့ကြတော့ညီကဘယ်လိုပြောဒီတရား3ပြက်လားဒါမှမဟုတ်ပေါင်ဖောက်ပြီးတော့ပဲ3ပြက်လားအဲ့လိုမျိုးလေးလုပ်ငန်းစာတော့ဆိုရင်ကျွန်တော်တို့ပေါင်ဖောက်ပြီးတော့ပဲသုံးတာဘာလို့လဲဆိုတော့ကျွန်တော်တို့ဟို order လက်ခံလာအဲ့ပြီဆိုရင်ကျွန်တော်လက်ခံခြင်းနဲ့စိတ်နေပေါ့နော်နည်းနည်းလေးတော့လက်ဝင်တယ်အချိန်ပေးရတယ်ခုနောက်ပိုင်းဆိုရင်တော့ဒီတက်ကိုပဲဖိရများတယ်နာမည်သူကတစ်မျိုးပုံစံမျိုးဖြစ်သွားတာဆိုတော့အဲ့ကြတော့ပေါင်တစ်ခုကိုတစ်ခါရိုက်ပုံစံဖြစ်သွားတာ customer ကလည်းဈေးနှုန်းမကိုက်တော့ဘူးကျွန်တော်တို့ဒီဆိုင်ဘက်ကတည်းကလည်းအချိန်ရောဈေးနှုန်းရောမကိုက်ဘူးဖြစ်သွားတာအချိန်ကလည်းတော်တော်ကုန်သွားတာပေါ့အဲ့တော့နံပါတ်နဲ့ပြောမယ်ဆိုရင်ဟိုတော့ရိုက်တယ်ပေါ့နော်ဆိုရှိရဟိုပါပေါ့ promotion ဟို logo ပဲနေတော့လက်ရိုက်တယ်ဒါပေမဲ့နာမည်တို့ပါတော့ TTN နဲ့ပဲသုံးပြတယ်ဗျခုနဆရာပြောတဲ့ Polystar လို့ပါဆိုတော့ကျွန်တော် sublimation နဲ့သုံးလို့အဆင်ပြေတယ်ဗျဟုတ်ကဲ့advertising မှာကျတော့ဟိုအထည်မျိုးစားအစုံသုံးတာပေါ့နော်ကိုတို့ကျတော့ပြောမှဆိုရင် President နဲ့ကိုက်မဲ့အထည်ကိုပုံမှန်သုံးတယ်ပေါ့နော်ရေသေးနဲ့ကိုက်မဲ့အထည်သုံးတယ်ပေါ့ဟိုကကျတော့ advertising မှာကျတော့သူအထည်ကအစုံသွားတာနော်အဲ့ fabric အကြောင်းလေးပေါ့ fabric အကြောင်းပြောပါမယ်ဆိုကျွန်တော်တို့ခုနကျွန်တော်စမှန်ဆိုရင်တော့အနေဆုံးလည်းနိုင်လုံးဆောက်ပါတော့ Polystar သားနိုင်လုံးဆိုလို့ရှိရင်ကျွန်တော်တို့ခုန OC ကိုသုံးတယ်ချင်းညာလုံးဆိုအကောင့်လေးကြညီဘယ်လိုမျိုးဟာမျိုးတွေရိုက်လဲဆိုကြဆိုဒီလက်ဆောင်ပစ္စည်းပုံစံမျိုးသုံးတာလားရုံးဝန်ထမ်းပုံစံမျိုးသုံးလားအကောင့်လေးကြတော့လက်ဆောင်ပစ္စည်းမျိုးသုံးတာရုံးဝန်ထမ်းတော့လုံးဝမသုံးဘူးပေါ့နော်ဟုတ်တယ်ဗျအများကြီးတော့ကြတော့ဘယ်လောက်သုံးလဲဆေးရရောင်ကြတော့အများဆုံးသုံးရင်တော့2ရောင်သုံးအောင်ဟုတ်တယ်သူ့ရဲ့ logo ကတစ်ခုပါမယ်စာတန်းပေါ့နော်ပါမယ်လိပ်စာလို့လိပ်စာပါမယ်ဖုန်းနံပါတ်ပါမယ်ဟုတ်တယ်ဗျတစ်ဖုတ်ပုံစံမျိုးပါရုံးဝန်ထမ်းတွေကြတော့ဘယ်ထည်မျိုးစားကိုသုံးရုံးဝန်ထမ်းတွေကြတော့သူတို့အများဆုံးသုံးတာ100ခိုင်နှုန်းကော်တွန်ပေါ့နော်ကျွန်တော်ယူရီးယားလာတဲ့ခြေသားတွေယူရီးယားလာ BKK ခြေသားတွေတို့ပါဆိုတော့ရုံးဝန်ထမ်းတွေအများဆုံးသုံးတယ်အဲ့ကောင်ကကျတော့သူတို့ကအတိအကျမထားဘူးရောင်လည်းမကြောက်အဲ့နေရာမှာပြောချင်တာအဲ့ဟိုကျွန်တော် OC နဲ့မသုံးတော့ဘူးအဲ့ချိန်မှာကျွန်တော်အဲ့ BKK ခြေသားဖြစ်တဲ့အတွက်ကျွန်တော်တို့ quality ရောဈေးနှုန်းရောနည်းနည်းအမြင့်ပိုင်းမှာသွားတဲ့အတွက်ကျွန်တော်တို့ဆေးမှာလည်းကျွန်တော်တို့အကောင့်လိုင်းကိုပဲသုံးပြီးတော့ကျွန်တော်တို့ရိုက်ပေးရတယ်အဲ့ကျတော့ကျွန်တော်ဆေးမျိုးသားခွဲပြီးတော့သုံးပေးရတယ်ဗျကြောင်ညာ T-shirt လိုမျိုးကျွန်တော်တို့ကသွားပြီးရိုက်ပြီးလို့တော့မရတော့ပြန်ဘူးအဲ့ဒီချက်မှာဒီကောင်ကျတော့ရုံးဝန်ထမ်းတွေပုံမှန်ဝင်းမဲ့အမျိုးအစားပုံစံဖြစ်သွားတယ်ဘောနော်အဲ့ကျတော့သူတို့ကဟိုပေါ့ဆေးမျိုးစားလည်းကောင်းမယ်အထည်မျိုးစားလည်းကောင်းမယ်လို့သုံးပေးတယ်ဘောနော်အဲ့ပိုလိုရှက်တွေလည်းတော်များကြီးရိုက်ကြတယ်ရုံးတက်ရုံးတင်ပုံစံမျိုးတုံးတယ်နောက်ကဟိုဂျက်ကက်တွေပေါ့ဂျက်ကက်တွေကမိုးရတွေဆိုမိုးရတွေမိုးရအင်ကြီးတို့တုံးတယ်ပေါ့နော်အကောင့်တွေကြတော့ညီဘယ်လိုတုံးလဲဟိုဟာပေါ့မိုးကားတို့ဘာလို့ကြတော့မိုးကားတို့တုံးပြက်လားမိုးကားတို့ဘာလို့ကြကျွန်တော်စီသေးတုံးတယ်စီသေးတုံးတယ်အဲ့ဒါရေနောက်တစ်ချက်ကခုနောက်ပိုင်းဆိုရင်မိုးကားကို DTF ကိုပဲပို့ပြီးတော့သုံးရတယ်ဟော DTF နဲ့လည်းမိုးကားဖိလို့ရတယ်ပေါ့နော်အဲ့ပုံစံဆိုတော့မိုးကားတော့တုံးပြက်ဟုတ်တယ်နောက်ထပ်ဟိုချီနိုင်လုံးလို့ဘာလို့ကြတော့သူကလက်ဆောင်ထဲမှာပါမယ်လက်ဆောင်ထဲမှာပါတယ်ဒါပေမဲ့တချို့လုပ်ငန်းသေးသေးလေးတွေကြားလို့ချင်းတော့ကျွန်တော်တို့ဝန်ထမ်း uniform တွေသုံးကြတယ်ချီနိုင်လုံးလို့ဆိုရင်ခုနနိုင်လွန်သားတို့ဆိုရင်တော့လက်ဆောင်ပြီးဖို့တည်တတ်မယ်ခုနချီနိုင်လုံးဆိုလို့ကျွန်တော်တို့လုပ်ငန်းသေးသေးလေးခုမှစလုပ်တဲ့လုပ်ငန်းလေးတွေဆိုရင်တော့သူတို့ကရောစဲအများကြီးနဲ့ဝန်ထမ်းအများကြီးလည်းမရှိတဲ့အတွက်ဈေးနှုန်းလည်းအများကြီးမသုံးရင်ချီနိုင်လွန်သားကိုသုံးကြတယ်သူကလည်းဟို quality တော့အသင့်တော့ရှိတယ်တန်းဝင်တယ်ပေါ့ဆရာဟုတ်ကဲ့အဲ့ဘာလဲဒီမှာじゃပစ္စည်းအစုံသုံးရတယ်ဆေးမျိုးစားအစုံသုံးတယ်ဘောနော်အဲ့ဒီအချိန်မှာဆေးကွာဆေးကွဲတာတွေကြာရှိမခံတာတွေဆေးရောင်လှတယ်ဘောနော်အဲ့မှာအဲ့ material မှာကညီတို့ဘယ်လို control လုပ်လဲဘောနော်ခုနပြောသလိုမျိုးကျွန်တော် T-shirt မှာဆိုရင်ရိုက်တဲ့ဟာမှာ T-shirt အကောင့်တွေကျွန်တော်တို့ကဆေးကိုအကောင့်သုံးပေးရတယ်
အဲ့လိုမျိုးရှက်ရှိတယ်ကျွန်တော်တို့ကျတော့visa gavat တို့visa gavat တို့ကျွန်တော်တို့ခုနကို tea တို့ပါလို့ဆိုရင်ကျွန်တော်တို့ဆေးမျိုးစားကိုကျွန်တော်တို့ခွဲပြီးသုံးပေးရတာပေါ့ဟုတ်တယ်အဲ့လိုမျိုးသုံးပါပဲကျွန်တော်တို့ဒီပစ္စည်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဆေးမျိုးစား light ပြောင်းပြီးသုံးပါပဲကျွန်တော်တို့ quality ကထွက်တာပေါ့ဟုတ်တယ်ဒီပေါ့ဟိုပါပေါ့သူအမျိုးစားပေါ်ရှိရပေါ့ဆိုကြဆိုကိုတို့ recycle ဘက်လိုဟာမျိုးကဆေးရန်ကောင်းမှုလည်းမလိုဘူးဒါပေမဲ့ဆေးရန်ညံ့တယ်ဆိုလဲသူကမကောင်းပြန်ဘူးဆေးမညီရဆိုပါတော့ကွက်တာတော့ဖြစ်နိုင်တယ်ရှိတယ်ဟုတ်အဲ့တော့သူအမျိုးသားနဲ့သူကပြောမှဆိုရင်သူ့ရဲ့ UL ဈေးနှုန်းနဲ့ကိုက်မဲ့ဆေးမျိုးသားပဲဖွဲပြီးတော့သုံးဖို့လို့နော်အဲ့မှာလည်းစကေးတစ်ခုရှိမှရမှာဘာလို့လဲဆိုတော့ဆေးမျိုးသားမတူတဲ့ဆေးမျိုးသားကွဲတဲ့အတွက်ဟိုပေါ့ဖြစ်မဲ့ပြဿနာလည်းမတူနိုင်ဘူးအဲ့မှာ advertising လုပ်တဲ့လူတွေကအဲ့ဒါတော့ဖြစ်ရှင်းဖို့အတွက်နီးလန်းနေရှာနေရတာပေါ့ရှိရပါဟုတ်တယ်advertising ကကြတော့သူစကေးတစ်ခုတည်းနဲ့ရက်တီလို့မရအောင်သူကလူများများနဲ့လောက်ရတယ်အရေးတော်များများရရတယ်ခုနကပြောလို့ဈေးနှုန်းအရတယ်ပြောမှဆိုရင်ဟိုပေါ့ဘယ်လိုပြောကိုက်တဲ့ဈေးကွက်မှာကိုနဲ့ဟိုပေါ့ကိုရဲ့ရက်ဟိုပေါ့ဈေးတန်းတစ်ခုနဲ့ကိုက်မဲ့အရာတစ်ခုကိုတွားရတာရှိတယ်ကွက်ကိုအဲ့ဝင်းကျင်လည်းကွက်ကိုဖန်တီးထားရတာမျိုးရှိတယ်ဆရာနာမည်တစ်ခုနဲ့တိဆောက်ထားရတာဟုတ်တယ်နာမည်တစ်ခုတိဆောက်ဒီ short တိုင်းကွာ live short လို့မရဘူးအနေထားရှိတယ်ဟုတ်တယ်အဲ့တော့ညီတို့အဲ့ဟိုပေါ့ကိုရဲ့ one star ဆိုတဲ့နာမည်ကိုဒီစီဝိုင်းသမားတွေသူတို့ရဲ့မှုရအောင်တိဆောက်ထားလဲပေါ့သူတို့ရဲ့ယုံကြည်မှုရအောင်လုပ်ထားတာတော့ကျွန်တော်တော့ဟိုကျွန်တော်ကသူတို့ကိုထိုးပြီးတော့မရောဘူးเนาะ customer တွေကိုဘယ်တော့ဒါတော့ marketing ပိုင်းနဲ့ပဲနည်းနည်းပြောပြမယ်ဆိုကျွန်တော် customer တွေကိုထိုးတော့မရောဘူးကျွန်တော်ကလေးဝယ်ပါဆိုပြီးအဲ့လိုမျိုးပြောတော့မပြောဒါပေမဲ့ကျွန်တော်ကဒီဟာတွေလုံနေပါတယ်ဆိုတော့ချပြတယ်ကျွန်တော်အဓိက brand ကြီးတွေကိုဦးစားပေးတယ် brand ကြီးဦးစားပေးတယ်ဆိုတာဒီလိုပါဟိုချပြတဲ့အချိန်မှာကျွန်တော် brand ကြီးတွေပဲချပြတယ်ကျွန်တော်ဒီ brand ကြီးတွေဒါတွေကိုကျွန်တော်လုံနေပါစေသူတို့ရဲ့ယုံကြည်မှု trust ကသူကဒီဆိုင်ကြီးတွေကစားဒီကျွန်တော်စီမှာ app ပါလားဆိုတော့ယုံကြည်မှုကိုသူတို့စီကနေပြီးတော့ဟိုသူတို့မပြောပြဘဲနဲ့သူတို့ကိုယ်တိုင်သိလာအောင်ကျွန်တော်တို့အဲ့လိုမျိုးဖန်ဆာ social ပေါ့ social ပေါ်မှာဟိုတော့ဒီရဲ့ဟို brand ကြီးလို့ရှိရင်ပြောမှဆိုရင်တောင်းတန်ယုံစိတ်မချရလို့မအပ်ဘူးတေချာတခုอ่ะဗောနော်ယုံကြည်မှုရှိတဲ့ track ကိုသူကဟို rate လဲယူရတာနော်သူကလကားအပ်တာမဟုတ်တာပတ်စံပေးရတာဆိုတော့ပတ်စံပေးရတဲ့တန်မှအပ်မှာလေအဲကြောင့်နာမည်တစ်ခုရဲ့ယုံကြည်မှုရှိတယ်နော်အဲ့ဒါကိုဒီဆောက်ထားတယ်နော်အဲ့ဒီပိုင်းတွေကြတော့ကျုပ်ရွာတဲ့ပိုင်းတွေရှိတယ်နာမည်ပြတ်သွားမဲ့ပိုင်းတွေရှိတယ်အဲ့ဒါမျိုးတွေじゃညို့ဘလို့ဟိုတာဝန်ယူမှုတာဝန်ခံမှုသွားနေတယ်ဟုတ်ကဲ့ဗျကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုကတော့အဲ့ဒါတော့ဟိုကျွန်တော်တို့ဒီ CI မှာတော့အမားဆိုတော့ရှိတာပေါ့ရှိတယ်ဟုတ်ကျွန်တော်တို့ရှင်းနောက်ကျွန်တော်တို့မားရိုက်တာတို့အယောင်တွေမားရိုက်မိတာတို့ရှိတယ်ပေါ့နော်ဒါဘောင်းဆိုအများနဲ့လောက်ရတယ်လူနဲ့လောက်ရတဲ့အတွက်အမားဆိုတော့ရှိတယ်အဲ့အတွက်ကျွန်တော်တို့ကဟို customer ကိုဒါ error ရှိလို့ကျွန်တော်တို့ sorry ကြရစားဟိုကျွန်တော်တို့ဘောင်းချားတွေပါလေဖြတ်ပြကြရကျွန်တော်တို့ကဒီ error ပါလို့ချင်းထည့်ပြပါမယ်လို့တလုံးမှမပြောဒါပေမဲ့ကျွန်တော်တို့နောက်တစ်ခုကအဲ့ဒါပါခဲ့ရင်အဲ့ဒါကိုအစားထုတ်ပြီးပြန်လုပ်ပေးဟုတ်ဒါလို့အဲ့ဒါအစားထုတ်လုပ်ပေးလို့မရတဲ့အရာဆိုရင်ကျွန်တော်တို့ကငွေသားဖြည့်ပြန်အမ်းပေးတယ်အဲ့ဒါတော့ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အဲ့ဒါကတော့ဟို customer နဲ့ကိုယ်ရဲ့ယုံကြည်မှု relationship ကိုပို့ပြီးတော့ခိုင်မြဲအောင်တည်ဆောက်ရတာဟုတ်ကဲ့ reject ကိုじゃတရားကိုညီတို့ဘယ်နဲ့ထည့်တော့ထည့်သွားလဲဆိုကြ3တဲ့ထဲမှာလား5တဲ့ထဲမှာလားတရားတစ်ခုကအထက်တရားရရင်ထက်တရားဆုံးကောင်းနိုင်ကြမရှိဘူးလေအဲကြ reject ကိုじゃတော့ဘယ်လို control လုပ်ထားလဲပေါ့ဆိုကြတော့ထက်တရားcustomer အပ်လိုက်တယ်ဒါပေမဲ့အထက်တရားကွက်တီတော့ဝယ်လို့မရဘူးအဲ့တော့ reject ကိုကြတော့ဘယ်လိုလေးတတ်မှတ်ထားလဲဘယ်လိုတတ်မှတ်ထားလဲဆိုတော့reject ကဘုရားလည်းပြောမှဆိုရင်တော့လုပ်ငန်းစားတဲ့အချိန်မှာတော့များတယ်ခုနောက်ပိုင်းလုပ်ငန်းရဲ့သဘောတရားရောဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုပိုင်းရောကောင်းလာတဲ့စကေးလက်တက်လာတဲ့အတွက်ကျွန်တော်တို့ reject ကတော့နည်းသွားတယ်ခုနောက်ပိုင်းဆိုရင်မရှိသလောက်ကိုရှာတယ်ရှိလာပြီဆိုရင်လည်းဒါကျွန်တော်တို့ဆရာပြောတဲ့ခုနကိုပြောတဲ့ကျွန်တော်တို့တရားဆိုရင်တစ်ခုတစ်လေကိုဟိုကနည်းနည်းမရှိသလောက်ရှားသွားပြီပေါ့အကချက်မှာ10ဦးမှာ2ဦးလောက်ကတော့တစ်ခါတလေတစ်ထည်နဲ့တစ်အဲ့လောက်ကတော့ပဲဖြစ်တယ်တော့တယ်အများကြီးမဖြစ်ပါဘူးဒါဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုစကေးတက်လာတာရယ်ကျွန်တော်လုံးသက်ကြလာတဲ့အမြကျွန်တော်တို့ကဘယ်ဟာလုပ်ရင်ဘာဖြစ်မယ်ဆိုတာသူတို့ရဲ့ဟို knowledge အကစားသူတို့ကပို့ပြီးတော့ပြောင်းလာတာပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ reject တွေနည်းလာတယ်နောက်တစ်ခါကြီးရှိမှာကိုတွေ့တယ်ပေါ့နော်အဓိက main ကလေးတွေကဆေးရိုက်တာဟုတ်တယ်ဆေးရိုက်တာကတွေ့အဲ့တောင်းအလုပ်တွေမှာမရှိဘူးပေါ့ရှိတယ်ဟုတ်တယ်ပေါ့ဟို main ကလေးဝန်ထမ်းကကြတော့ဟိုပေါ့ဖန်တီးနိုင်အားနဲ့ပြောမှဆိုရင်ပေါင်းဆက်နိုင်အားကယောက်ျားလေးတော့တိတ်မကောင်းဒါပေမဲ့သူကခိုင်းတဲ့အလုပ်တစ်ခုတော့တေချာအောင်စိတ်ဆောင်လုပ်နိုင်တယ်အဲ့တော့ကျတော့ main ကလေးတွေကိုအဲ့လိုမျိုးဟိုပေါ့ဘယ်လိုကကိုယ့်ရဲ့အလုပ်ထမ်းမှာ run နိုင်မှုဆိုတဲ့အရာကစနစ်နဲ့သူတို့ထည့်မှရတယ်နော်အဲ့အပိုင်းလေး management ပိုင်းလေးပေါ့နော်အဲ့ဒီခုနပြောခဲ့သလိုပဲကျွန်တော်တို့ဟို creation ပိုင်းနေပို့ပြီးတော့အားထည့်ရမယ့်အပိုင်းတွေမှာတော့ယောက်ျားလေးတွေ main ကလေးတွေအားနေတယ်ဒါတော့ဒါတဘာဝရပဲဘယ်လုပ်ငန်းပဲဖြစ်ဒီတိုင်းပဲနောက်တစ်ခုကတော့တာဝန်ယူတာဝန်ခံမှုဖြစ်ဖြစ်ဘယ်လိုပြောမလဲနောက်တစ်ခုကလုပ်ငန်းပေါ်တိကျတာစစ်ဆက်တာတော့ main ကလေးအားတာဟုတ်တယ်အဲ့အတွက်ဘာလို့လဲဆိုတော့ကျွန်တော်အများနဲ့လုပ်တာတော့တစ်လကို2ကြိမ်တော့ကျွန်တော် meeting ထိုင်းပြီးတော့ဒါလုပ်ငန်းသဘောတွေက meeting ထိုင်းပြီးတော့ဒီလုပ်ငန်းဖြစ်ရဲ့ error တွေကိုသူတို့မေးတယ်ဖြစ်လာတဲ့ error တွေမဖြစ်လာသေးနိုင်တဲ့ error တွေအဲ့ဒါတွေအကုန်လုံးကိုသူတို့ပြီးသူတို့ training တွေပါတယ်တစ်လောက်2ခါလောက်တော့ပေးတယ်ဗျအဲ့လိုနေထားကြောင့်သူတို့ရဲ့ skill တွေလည်း
တက်လာတာပေါ့ တက်လာပေါ့နော် ဟုတ်ကဲ့ အဲ့ဒီဟာကလုပ်ငန်းတစ်ခုကိုမှစဉ်းစားရလို့ကိုမြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဝန်ထမ်းတွေကမမြဲဘူးပေါ့နော်မမြဲဘူးဆိုတော့တော်တော်များဆေးရိုက်တယ်ဆိုတာစကေဘာနဲ့ရိုက်မှဘယ်လိုပြောမလဲတော်တော်များလှုပ်ရှင်တယ်ကွာဟိုဒွာယာမှုတ်တာများလို့ရှိရင်တော်တော်များဝန်ထမ်းတွေမပြောတော့ထွက်ချင်ကြတယ်နော်ဒါပေမဲ့မိန်းကလေးမှကျတော့ဟိုသူကြဆိုအထက်ခင်းမယ်ဆိုလဲဟိုမြဲတယ်ပေါ့နော်ယောက်ျားလေးတယောက်ကပြောမယ်အထက်ပဲခင်းနေရတယ်3လဆိုထွက်တယ်ပေါ့နော်အဲ့ဒီဟာလေးရှိအဲ့တော့အဲ့ဒါကလည်းပြောမှဆိုညီရဲ့အတားချက်တစ်ခုပေါ့နော် အားသာချက်ဟုတ်ပါတယ်ဗျ အတတ်ပညာနဲ့လုပ်တယ်ဆိုတော့ကိုလိုဝင်လုံးလို့မရဘူးအဲ့ဒီမှာဆိုတော့အထက်တရားကွာတကယ်စီးပွားရေးကလုပ်မယ်ဆိုကိုယ်တိုင်းဝင်ရိုက်နေလို့မရဘူးအတတ်ပညာဆိုရင်ရက်တိလို့မရဘူးအဲ့တော့ management ကအရေးကြီးတယ်ဒီမှာခံခွဲမှုနဲ့ခဏပြောဆိုဟို passion တယောက်ဆိုတာပြောမှဆိုအလုပ်ထမ်းမှဝင်လုပ်ပြီးတော့အချိန်ကုန်လို့မရဘူးဘယ်လိုစီးပွားရေးတော့ဒီကွက်ရှာတာရှိရဲခဏပြောဟိုလိုအပ်သွားတဲ့အရာလေးရှိအောက်ကပြောမှဆိုဝင်လုပ်ပြီးတော့အစားထိုးပြီးတော့ကိုလုပ်ရတဲ့မြင်တယ်ဘောနော်ဘေးရရက်ကြည့်ရလို့မြင်တယ်အဲ့ကြောင့် management skill ကပြောမှဆိုရင် second building ကဘယ်လောက်ထိအရေးပါလဲပေါ့နော် management skill ကတော့ secondary မှာလည်းရေးပါလို့တခြားလုပ်ငန်းတွေမှာလည်းရေးပါတူတူပဲပေါ့နော်ကျွန်တော်အများဆုံးသုံးတာတော့အဓိကကျွန်တော်တို့တရက်လုပ်ငန်းတရက်စမယ်ဆိုလို့ရှိရင်ကျွန်တော်က80-20ကိုအဓိကသုံးတယ်ကျွန်တော်80-20လို့သုံးတယ် 20% အဲ့လိုမျိုးအရေးကြီးဆုံးအရာ 20% လောက်ပဲကျွန်တော်ကဝင်ပါတယ်တခြား 80% ကိုဆိုင်ဝင်တဲ့နေပဲလုပ်တာတယ်အဲ့ 20% ကလည်းတကယ် main point ဟိုပဲကျွန်တော်ကအများဆုံးဟိုဖြစ်တယ် management လုပ်တယ်ကျန်တာတွေကတော့သူတို့ကကျွန်တော်ချထားတဲ့ system တိုင်းပဲသွားကြတယ် brand တွေပေါ့နော်ဟုတ်ကဲ့ digital printing နဲ့အခု second printing ရှိရပေါ့နော် digital printing ရတယ်ဈေးကွက်တစ်ခုရှိတယ်အဲ့ဒီကလည်းအလုပ်ဖြစ်နေတယ်ပေါ့နော်ဖြစ်နေတော့အဲ့တော့ second printing နဲ့ digital printing ကနောက်ပိုင်းဒီ advertising လုပ်ငန်းမှာဘယ်လောက်ထိဘယ်လိုပြောအရေးပါမှုရှိမလဲပေါ့ second printing ကရေးပါမလားဒီကအရေးပါမလားပေါ့အဲ့ပိုင်းလေးပြောကြည့်အောင်ကျွန်တော်တို့ second printing မှာအများဆုံးသုံးတာကကျွန်တော်တို့လက်ဆောင်ပေးဖို့နော်ကျွန်တော်တို့လုပ်ငန်းရှင်တို့ပဲမှာကျွန်တော်တို့လက်ဆောင်ပေးဖို့ gift shop တွေအများဟုတ်တယ်အများဆုံးသုံးတာဆိုတော့ကျွန်တော်တို့က second printing ကကျွန်တော်တို့ကဈေးသက်သာတယ်နော်အခုဒီ direct to fill နဲ့ဆိုရင်ကျွန်တော်တို့ကဈေးကကျွန်တော်တို့ထက်ဝက်နီးပါးလောက်ကိုကွာတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ second printing ကကျွန်တော်ထင်တော့နောက်ထပ်နှစ်များစွာကြံအောင်မယ်လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဈေးသက်သာတယ်တစ်ခုကတော့ရှိရနော်အရေးတော်များများတော့ထုတ်ရမယ်ဒီတရက်ကပြောရင်တစ်ခုထုတ်လို့ရတယ်ငါတို့ဟိုက second printing ကတော့20လောက်ထုတ်မှသူကဟိုဘောင်ဖောက်တာနဲ့ဗာနဲ့နည်းနည်းကြိုက်မဲ့အနေထားရှိတယ်နော်အဲ့ရဲ့အားလေးတော့ရှိသေးတယ်နော်ဟုတ်တယ်second printing မှာတော့ကျွန်တော်အယူရက်များမှကျွန်တော်တို့ကလည်းကြိုက်တယ်လို့ customer တွေကလည်းကြိုက်တယ်ဟုတ်တယ်ဗျအဲ့ဒါရေကျွန်တော်တို့အယူရက်များမှလည်းကျွန်တော်ဘောင်ဖောက်ရတာတွေဘာတွေတဲ့အဆင်ပြေမှာဒီတော့နဲလို့ရှင်တော့ကျွန်တော် second printing မှာတော့အဆင်မပြေဘူးသူ့မှာကတော့ဟိုပေါ့အမျိုးသားအနေနဲ့တော့ကွဲမှာပေါ့နော်အဲ့ပုံစံတော့ရှိနေမယ်ဒါပေမဲ့ဒီတရက်ကလည်းသူလမ်းကြောင်းသူစည်းကွက်နဲ့သူတော့ရှိနေတယ်နော် second printing ကလည်းပြောမှဆိုရင် advertising ကိုပြောမှဆိုရင်အယူတများများနဲ့ solution ပုံစံမျိုးထုတ်တဲ့နေရာမှာလည်းမရှိမဖြစ်နေတယ်ရေးပါနေတော့နော်ကျွန်တော်ပုံစံရှိမှာနော်ကျွန်တော်ဒီရက်တွေဘယ်လောက်ပဲကောင်းလားကျွန်တော်တို့ second printing ကတော့ရှိနေဦးမှာပဲဟုတ်ကဲ့ဗျခုနောက်ပိုင်းကသူပြောကြ DCG ပေါ့နော် DCG ရကြတော့ပြောမှဆိုအလန်းဝေးနေသေးတယ်ကျွန်တော်တို့ဟိုဒီအပေါ် line quality line တွေမှာတော့မှ DCG ရဲ့ဈေးနှုန်းနဲ့မကိုက်တဲ့ရာရှိရဲ့ဟိုထွက်တဲ့ဟိုဟာနဲ့အရေးသွင်းနဲ့ပြောမှဆိုကုန်ကြစိမ့်နဲ့နည်းနည်းလေးကွာဟာချက်ရှိသေးတယ်ဟုတ်တယ်ဗျအဲ့တော့ဒီ advertising မှာ DCG ကဘယ်လိုဒီထားဖြစ်နိုင်လဲ DDG ကအခု DDF တွေလိုမျိုးလို့တော့ကျွန်တော်မြင်လာတော့ DDF တွေဝင်လာလို့မျိုးဝင်လာမယ်ဒါပေမဲ့ဈေးတွေတက်တာလာမယ်ဒီတက်တာလာမယ် customer တွေလက်ခံလာမယ်ကျွန်တော်တို့စပြီးဒီထောင်တဲ့သူတွေပေါ်လာမယ်အဲ့လိုအခု DDF တွေဝင်လာတယ်လို့မျိုးပဲဝင်လာမယ်လို့တော့ထင်တယ်ဗျဟုတ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီလောက်ပါတော့နော်အခုက advertising နဲ့ပတ်သက်လို့ second printing နဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီ one star နဲ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးတွေဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး